你好，အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ HSK level 1ရဲ့ survey 61ကနေ80ထိပြောပြမှာဖြစ်ပါတယ်ရှင်အားလုံးပြေးလာလိုက်ကြပါစို့ရှင် my ဝယ်ဒီဈေးဝယ်တာကိုပြောတာမောင်ကြောင်တရိษံမိန်ကွန်းရှိကိစ္စမရှိပါဘူး没有မရှိဘူးမိန်တလုံးနဲ့ယုံတလုံးနဲ့ဆိုရင်ရှိတယ်မိန်ဆိုတာကအငင်းနှစ်ခုပေါင်းလိုက်တော့ကြတော့မရှိပါဘူးဖြစ်သွားတာဟောငါမှရှိတယ်လို့ပြောချင်ဟောယုံလို့ပြောရမယ်ဟောငါမှမရှိဘူးဆိုတော့没有မီဖန့်ထမင်း明天မနက်ဖြန်မင်းစစ်နာမည်နာဆိုဘယ်တစ်ခုလဲနော်ဘယ်မှာလဲဒီနာမှာကြတော့နောက်ကမြင်းလေးနှစ်ခုအဲ့ဟာလေးကအာရဲ့အတိတ်ပဲအဲ့ဒါလေးပါလာလို့ရှိရင်ဘယ်မှာလဲဖြစ်သွားမယ်နဟိုတခုဒီနမှာကြတော့အစောတော့ကနာတော့ဒီရှေ့လေးမှာကစတူယန်ပုံစံ4000ကွက်လေးပါတယ်အဲ့ဒါအခုအဲ့ဒါလေးမပါတော့ဘူးဆိုရင်နှဖြစ်သွားပြီးတော့ဟိုတခုလို့အတိတ်ပဲရမယ်ဒီဥစ္စာမှာဟန်စစ်စလုံးလေးတွေကအဲ့လိုလေးတွေကွဲပြားမှုလေးတွေရှိတယ်အတန်အတွက်တွေမှာဟာကြတူတယ်ဒါပေမဲ့ဟန်စစ်စလုံးတွေမှာကွဲပြီးအတိတ်ပဲတွေကွဲကုန်တာတွေအများကြီးပါနဲဆိုတာကမိကွန်းပြစကလုံးချားလူကကိုမိကွန်းတစ်ခုကိုမေးလိုက်လို့ရှင်你吃饭了吗吃饭了ငါသမင်းစားပြီနေသမင်းစားပြီလားမေငါသမင်းစားပြီအဲ့လိုပြမင်းရောစားပြီလားလို့ပြန်မေးခြင်းနေနဲ့နေရောအဲ့လိုပြန်ပြောတာနန်းဆိုတာလုံးနိုင်ဒီနေဆိုတာတင်းနင်းဆိုတာနှစ်အချိန်ကာလနှစ်ကိုပြောတာရင်းနေရဆိုတစ်နှစ်အားနေရဆိုနှစ်နှစ်အခုကျမတို့2025ဆိုအားလင်အားဦးနေရຫນွေအားဆိုတာတမီဖုံးယုံဆိုတာတငယ်ချင်း漂亮ဆိုတာလှပတော့你很漂亮你အရန်လာတာပဲအဲ့လိုမျိုးတရားရောကိုချီးမွမ်းခြင်းတဲ့အချိန်မှာနေရေးထားတဲ့စာလေးတွေအရန်လာတာပဲ你写的是很漂亮နေရေးထားတဲ့စလုံးလေးတွေအရန်လာတယ်အဲ့လိုမျိုးလေးဖင်းကောဆိုတာပန်းဒီချူဆိုတာနံပါတ်ခွန်းချမ်းဆိုတာပိုက်ဆံThank you so much for listening ပြန်ကြောင်းကရှိနေမှတကွက်ခန့်လေးတဲ့အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်။ဒီဗီဒီယိုလေးကိုဒီပေါ်ကျနေတဲ့ဆိုရင် like and share လေးလုပ်ပေးဖို့ရတဲ့တောင်းဆိုပါတယ်အားလုံးလို့ဆိုပါတယ်ကြိုက်တယ်